ပြောမယ်အခုခင်ဗျားတို့ပြောတာ KNDF ရဲ့ဒုစစ်စီချုပ်ပြောနေတာဖြစ်တယ်ခင်ဗျားတို့နဲ့ကျွန်တော်မတိုက်ချင်ဘူးခင်ဗျားတို့ဘိုးတွေလည်းကျွန်တော်တို့မိထားပြီအဲ့တော့ခင်ဗျားတို့နဲ့ကျွန်တော်တို့မဖြစ်ချင်ဘူးကျွန်တော်တို့ခင်ဗျားတို့မမုန်းဘူးကျွန်တော်တို့မုန်းတာမင်းအောင်လိုက်ပဲဖြစ်တယ်အဲ့တော့ခင်ဗျားတို့လက်နဲ့ချပြီးလို့ရှိရင်ကျွန်တော်တို့နဲ့ဘူပေါင်းပါခင်ဗျားတို့လိုအပ်တဲ့ငွေကြေးကျွန်တော်တို့ပတ်ပို့ပေးမယ်ခင်ဗျားတို့ကကိုယ့်အကိုလွတ်ရကျွေးရကျွန်တော်တို့သွားလို့ရတယ်ညှိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဆက်သွယ်ပေးပါခင်ဗျားနာမည်ပါလားဘိုးကြီးစိုးသူကိုလည်းငါတို့မိထားပြီအဲ့တော့ခင်ဗျားတို့အခုဘိုးကြီးစိုးသူနဲ့ပြောမယ်ဆိုရင်အခုပြောလို့ရတယ်လက်နဲ့တင်ဖို့ကပါလို့ဆက်တော့တန်ကောင်းလားကပါလို့တန်ကောင်းလားပစ္စည်းတယ်ဟုတ်ဘယ်လိုလဲမင်းတို့ဘာခေါ်ပြောလဲဘာတက်လဲအောင်လားဘာတက်လဲအောင်လားဘာထမဖုန်ဖြစ်ဘာမှမလုပ်ဟုတ်ပြီနော်မကြောက်စိတ်လျှော့တာတို့ခေါ်ထုတ်ရတယ်နော်ခင်ဗျားတို့ခံပြစ်တာနော်ဒါပေမဲ့စိတ်လျှော့တာငါတို့ဘာမှမလုပ်ငါတို့လူချင်းဝင်းနဲ့ညီပဲဟုတ်ပြီနော်စစ်သားမင်းလည်းစစ်သားပဲငါလည်းစစ်သားပဲဒါပေမဲ့ငါတို့ကစီကန်လိုက်နာဟုတ်ပြီနော်ပြောတန်ကောင်းလားနည်းနည်းလေးပေါ့ကျွန်တော်နောက်ဦးဟုတ်ဘာမှပြန်မပြောဘယ်လိုလဲကျွန်တော်ဘာနာမည်လဲတက်လေဘာတက်လေဘုံမူလားဘုံမူတက်လေတက်ကောင်းလားဘုံမူတက်လေတက်ကောင်းလားအခုပြောနေတာမာဝီဖြစ်တယ်အဲ့တော့ဘုံမူတို့ရဲ့ကိုယ်တွေလည်းကျွန်တော်တို့မိထားပြီအဲ့ဒါဘုံမူတို့ကျွန်တော်တို့ကောင်းဆုံးစီစဉ်ပေးမယ်ဘာဘလဲအောင်သူ့ဘလဲဟိုမှာပဲပြန်ခေါ်သွားလိုက်ငါတို့ကုတ်ကဲမှာပြန်ခေါ်သွားတော့ဘက်ထရီလည်းကုန်နေပြီပါလေ။ညာကုတ်ကဲမှာပြန်ခေါ်သွားနော်အေးဆေးပဲအဲ့လိုလေတနေ့ရောက်လား၄ရောက်လား၃ရောက်လား၅ရောက်အေးဆေးပဲနေမယ်နော်ဘာမှမလုပ်ခင်ဗျားတို့ဘာမှမလုပ်ဟုတ်ပြီနော်ဒီမှာကျွန်တော်ပါသက်ပေါ်မှာပဲခင်ဗျားတို့တက်ရှိတယ်အခုခင်ဗျားတို့တေလို့ပြောရင်ဒီမှာပဲပုံတင်ဟုတ်နော်ခင်ဗျားတို့ရှင်းလိုက်တယ်ဟုတ်နော်အေးဆေးပဲနော်ဆက်လျှော့တာဟုတ်နော်ဟုတ်တိုက်ပွဲပဲဗျာခင်ဗျားတို့နိုင်တယ်ငါတို့နိုင်တယ်ဟုတ်တယ်ရောက်ချားပဲဟုတ်တယ်နော်ဟုတ်ပြီနော်ဘာမှမလုပ်နဲ့နော်မပလိုက်နဲ့ဘာမှမလုပ်နဲ့ဟုတ်ပါမွန်နေပြောင်းလေဟုတ်အေးပြောလိုက်မှာ